အားလုံးပဲမင်္ဂလာပါခင်ဗျာထွက်တဲ့ဘာမီကနေဒီနေ့မှဆိုရင်တော့ဘက်ကစားသမားကမက်ဆီရဲ့အကြောင်းကိုဘယ်လိုမျိုးပြောခဲ့ကြတာလဲဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်နံပါတ်1ယာဆင်ချူခိုလီယိုနယ်မက်ဆီရဲ့သက်တော်ဆောင်ဒါမှမဟုတ်လီယိုနယ်မက်ဆီယုံကြည်ရတဲ့သူတို့ကလီယိုနယ်မက်ဆီရဲ့အကြောင်းကိုဘယ်လိုမျိုးပြောခဲ့ကြတာလဲယာဆင်ချူခိုကမက်ဆီကငါ့ကိုသက်တော်ဆောင်တရလို့မသားမှန်ပဲနဲ့မိတ်ဆွေတငယ်ချင်းလိုမျိုးသားမှန်ထားတာပါသူနဲ့ငါနဲ့ကြားမှာအလို့သမားနဲ့အလို့ရှင်ပုံစံမျိုးမရှိကြပါဘူးငါတို့နှစ်ယောက်စကားတွေပြောကြတယ်ရမောကြတယ်တယောက်ရဲ့ဇဲကိုတယောက်သီးလာကြတယ်လူကငါ့ကိုနေလေစာဖို့အများဖိတ်တယ်ကောက်ကောက်မွန်မွန်အခါကျွေးမွေးတယ်သူဘောလုံးတီယောစုရတော့ကငါတို့တွေလေရင်ပေါ်မှာရှိနေတဲ့အချိန်မှာမက်ဆီကငါ့ကိုရာစင်ရဲ့ဘောလုံးတီယောစုကိုမင်းလက်ထဲမှာကြိုက်ထားပေးနေမလားဆိုပြီးမေးတယ်ငါကလည်း okay လေးလို့ပြန်ပြောလိုက်တယ်အစားကားထင်တာသူ့လက်ကမှအားလုံးငါ့ကိုခဏကြိုက်ခိထားတယ်လို့ပဲထင်တာပဲဒါပေမဲ့ငါလက်ထဲကိုဘောလုံးတီယောစုရက်လိုက်တဲ့အချိန်မှာမက်ဆီကသူ့ဇနီးနဲ့သူ့ရဲ့သားတွေဘက်ကိုလိုက်ပြီးအကောင့်ဆွတ်သက်တော်ဆောင်ကြီးတွေဘောလုံးတီယောစုရရှိတော်သူကတော့ရာစင်ဖြစ်ပါတယ်လို့ပြောလိုက်တယ်ဒါကကမ္ဘာအကောင့်ဆွတ်ကသားသမားကြီးစီကနေလာတဲ့ဘယ်တော့မှမမေ့နိုင်မဲ့အလားပါတဲ့ခိုက်တန်လေးတစ်ခုပါပဲငါအခုသူ့မိသားစုဝင်တရားလိုခံစားနေရတဲ့သူ့ကိုရုပ်ပိုင်းဆိုင်ရာသားမကစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကနေကောက်ကွယ်ဖို့အများကြီးစူးစမ်းနေပါတယ်ဘာလို့ဆိုသူကငါ့ပေါ်အရန်ယုံကြည်မှုရှိလို့ပါသူကငါ့ပေါ်ယုံကြည်ထားသလိုပဲငါဘက်ကလည်းအရာရာပိတ်ဆက်နိုင်အောင်ကြိုးစားသွားမှာပါပဲနောက်ပြီးသူကအရန်ကိုမှနှိမ့်ချပြီးတိုးတိုးတိတ်တိတ်နေတဲ့လူတယောက်ပါလို့မက်ဆီရဲ့သက်တော်သားကြီးကအင်တာဗျူးတစ်ခုမှဒီအကြောင်းအရာတွေကိုကြည်နူးစွာပြောဆိုခဲ့ပါတယ်နံပါတ်2ပူရိုဘာစီလိုနာရဲ့အမာခံအသင်းကောင်းဆောင်ကြီးကလီယိုနယ်မက်ဆီရဲ့အကြောင်းကိုဘယ်လိုမျိုးပြပြခဲ့တာလဲကိုစီးတဲ့ဖက်နှက်ကိုအလို့သမားကိုစိတ်ကိုင်းတာကအလို့သမားကိုမလေးမဆက်လို့တို့ပါပဲမက်ဆီကသူကိုယ်တိုင်ပဲတာရှင်လို့တဲ့အကြောင်းကိုပြန်လဲပြပြလာတဲ့ပူရိုရဲ့ပြောစကားမက်ဆီကသူစီးတဲ့ဖက်နှက်ကိုသူကိုယ်တိုင်ပဲတာရှင်လို့တဲ့အလို့သမားတွေကိုဘယ်တော့မှမစိတ်ခိုင်းဘူးကိုစီးတဲ့ဖက်နှက်ကိုသူမျက်ကိုစိတ်ခိုင်းတာကတစ်ဖက်သားကိုချွေးနေရောက်တယ်လို့သူကယူဆထားတဲ့အတွက်သူဖက်နှက်ကိုဘယ်တော့မှသူမျက်ကိုတာရှင်မလို့ခိုင်းဘူးတခါတော့ကသူဖက်နှက်ဆင်းနေတာတွေတော့ကျွန်တော်ကအလို့သမားတွေရှိနေတာပဲအလို့သမားတွေကိုစိတ်ခိုင်းလိုက်ပေါ်လို့ပြောတော့သူကမလုတ်ခိုက်ခဲ့ပါဘူးဗျာကိုစီးတဲ့ဖက်နှက်ကိုအလို့သမားတွေကိုစိတ်ခိုင်းတာကအလို့သမားပေါ်မလေးမဆက်လို့တို့ပါပဲတဲ့ကိုချစ်တော့မှာဝတ်တဲ့ဖက်နှက်ကိုကိုတိုင်ပဲစေးသိမ့်တယ်လို့သူကပြောခဲ့တယ်တခါတော့ကဆိုရင်သူ့ရဲ့ဖက်နှက်ကိုအလို့သမားတယောက်ကသရှင်လို့ပေးနေတာကိုတွေ့သွားတော့သူကအဲ့ဒီလို့သမားကိုအဲ့ဒီဖက်နှက်ကိုခမရယူသွားပြီးစီးလိုက်တော့တဲ့မုံရင်လည်းမင်းရဲ့ကလေးတယောက်ကိုပေးလိုက်ပါလို့ပြောပြီးအဲ့ဒီဖက်နှက်ကိုအပိုင်ပေးလိုက်တယ်သူကနေတာထိုင်တာအရန်ရုပ်ရှင်ပြီးတမရုပ်ကြကြနေတဲ့သူတယောက်ပါသူ့ရဲ့နေဖို့ထိုင်ဖို့ကိုကြည့်ပြီးကျွန်တော်အရန်လဲအော်သွားမိတယ်အမလေးပြသူ့ကိုယ်သူကဘာအကောင်ဆိုကစားသမားဆိုတာကိုရသိရလားမသိဘူးလို့ကိုကကိုပြန်ပြောမိလိုက်သေးတယ်ကဘာကြီးနဲ့ကျွန်တော်တို့ကမြင်သလိုမျိုးသူ့ကိုယ်သူရမြင်လားမသိဘူးဒါကဂန်နမတယောက်ရဲ့ကြီးများတဲ့ကိုနှိချမှုပါပဲနံပါတ်3ဂျိုဇေမိုရီနီယိုဆရာမော်ကြီးကတော့လီယိုနယ်မက်ဆီရဲ့အကြောင်းကိုဒီလိုပဲပြပြလာခဲ့ပါတယ်လူအများစုကမက်ဆီရဲ့ဘာစီလိုနာနဲ့ပေါ်ဦးထွက်ဟာကျွန်တော်နဲ့ရင်ဆိုင်ရတဲ့ပွဲဖြစ်မယ်ဆိုတာဘယ်သူမှမသိကြပါဘူးအသက်16နှစ်ရဲ့ကောင်လေးဝင်လာတော့ကျွန်တော်တော့အာအောင်သွားမိတယ်ဒီကောင်လေးကဘယ်သူလဲဘာလဲပေါ့လာမာစီယာကကလေးတယောက်ကိုဘယ်လိုများပထမအသိထဲဝင်လာနိုင်တာလဲဘယ်လိုလုပ်လာတာလဲဆိုပြီးကိုတန်းတော်မေးမိတယ်လာမာစီယာဆိုတာတော်ရုတ်တန်ရုတ်ကစားသမားကိုယူကြည့်ပေးဖို့အရင်ခက်ခဲတယ်ဆိုတော့ကျွန်တော်သိထားပါတယ်ဒါပေမဲ့အဲ့ဒီလိုခက်ခဲတဲ့ဆင်းတက်ကိုထူးချွန်တောက်ပါပြီးအသက်16နှစ်နဲ့ဘာကပထမသင်ကြီးထဲရောက်လာတာကတော့မဖြစ်နိုင်လောက်အောင်ထူးဆန်းကျယ်လွန်ပါတယ်သူ့ရဲ့ယူလေရမှုတွေလေခေါက်မှုတွေကိုနီးပြတယောက်အနေနဲ့ကြည့်ရင်ဒီကစားသမားကဘာကာရဲ့တမိုက်ကိုပြောလဲမယ်လို့ခန်းစားမိတယ်နှင်းတွေ့ကြပြီးကျွန်တော်သူ့ကိုတားဆီးဖို့ပြန်ရောက်လာခဲ့တယ်အဲ့ဒီအခြေကဘာစီလိုနာမှာမက်ဆီကလည်းတောက်ပနေတဲ့အခြေပေါ့ဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်တို့ကန်တဲ့အချိန်မှာကျွန်တော်ကသူ့ကိုဘာပြောခဲ့လဲဆိုတော့မင်းငါရဲ့နီးပြီးတော့တွေကိုမကြော်ဖြတ်နိုင်ပါဘူးမက်ဆီကမင်းကအရန်ယူနေတာပဲဆိုပြီးမက်ဆီကအဲ့ဒီပွဲမှာရီယယ်မက်ဒရစ်ကိုဂိုးသိမ်းသွားခဲ့ပြီးနောက်မှာဆရာမော်ကြီးတယောက်စပြီးလက်တိုက်ခံရတော့တာပါပဲအရန်မချုံတဲ့ဖိုးကြီးပိုက်စားပိတ်ထားဆိုတဲ့အမူအရာနဲ့လုပြခဲ့ပါတယ်တကယ်တမ်းပွဲထဲမှာတော့တစ်ချက်ကဘာကဂျိုသားကိုမြင်နေတယ်လို့ပါပဲသူ့ကိုတာစီဖိုးဆိုတာအရန်ကိုမခက်ခဲလောက်ပါတယ်ဒီအသက်16နှစ်သားလေးကဒီလောက်ထိဆွဆနိုင်မယ်ဆိုတာသိချာသိခိုင်းရင်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော်သူ့ကိုသိသိစီယုံမိမှာပါပဲဘယ်သွားသူ့ကိုမပပအောင်ခေါ်သွားမယ်ဒါပေမဲ့ကျွန်တော်ပြောရရင်သူနဲ့ပြိုင်ပွဲဖြစ်ခဲ့တာကကျွန်တော်အတွက်အားအဖွယ်တွေ့ကြုံတစ်ခုပါပဲလီယိုနယ်မက်ဆီရဲ့တရားမှုကကစားသမားတွေကိုသာမဟုတ်ဘဲနဲ့ကျွန်တော်တို့နီးပြတွေအထိပါတရားမှုရှိခဲ့ပြီးအားလုံးကိုတိုးတက်ဖွံ့ဖြိုးစေခဲ့ပါတယ်ဘောလုံးလောကမှာသူ့ရဲ့ဆက်ဆောင်ရည်တွေကအရန်ကိုမှအားသိစရာကောင်းပြီးသူဟာဒီဘက်ကမှတော့တကယ်ကိုမှကောင်းမွန်လွန်တဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့တာအမှန်ပါပဲဆရာမော်ကြီးတယောက်ကတော့နောက်ဓာတ်တွေရနေပြီးလီယိုနယ်မက်ဆီကိုပြန်လို့ချင်နေတဲ့ပုံပါပဲနံပါတ်4ပါဂွာဒီယိုလာဆရာပါရဲ့ပြောစကားတခုမှာဒီညိုကုံကထွက်ကောက်ခွင့်ပေးလိုက်ပြီးဒါမင်းအတွက်တောက်ပဖို့အခွင့်အရေးပဲမက်ဆီကိုယုံကြည်လို့ဒီညိုကိုဗီလင်တော့ပျောက်ရွှေ့စေခဲ့တာဖြစ်ကြောင်းပြောပြလာခဲ့တဲ့ဆရာပါငါဘာစီလိုနာကိုကင်တွယ်တော့မှအချိန်မှာလူတွေကအားသိခဲ့တယ်အထူးသဖြင့်ဒေါနာဒင်ဟိုကိုအသင်းကနေထွက်ချင်ထွက်နိုင်တယ်လို့ကျွန်တော်ပြောခဲ့တယ်အဲ့ဒီအချိန်မှာဆိုရင်လူတွေကကျွန်တော်အပေါ်ယုံကြည်မှုပါနေသွားခဲ့တယ်ဒါပေမဲ့ကျွန်တော်မှမျှော်လင့်ချက်တစ်ခုရှိနေလို့ကျွန်တော်သူ့ကိုအသင်းကနေထွက်သွားဖို့ပြောခဲ့တာပါအဲ့ဒါကတော့မက်ဆီပါပဲလီယိုနယ်မက်ဆီနဲ့ကျွန်တော်အဝေါ်လိုက်ခန်းထဲမှာစကားပြောခဲ့တယ်ငါတော့တင်ဟိုကိုမီလန်စီတော့ခင်ပေးလိုက်ပြီဒါကမင်းအတွက်တောက်ပဖို့အခွင့်အရေးပဲ
ဘာလို့လဲဆိုတော့ငါမင်းကိုယုံကြည်ထားတယ်မင်းကအကောင်းဆုံးဖြစ်လာလိမ့်မယ်လို့ပြောခဲ့တယ်ဒီနောက်မက်ဆီကအိုလံပစ်တော့ခစားချိန်ကြောင်းခွင့်တန်းလာတာကြောင့်ပဲဒီအိုလံပစ်ကိုမင်းအောင်နိုင်ရမယ်ဆိုပြီးအားပေးခဲ့တယ်ဒီနောက်မက်ဆီကရွှေတလေးစုနဲ့ပြန်လာခဲ့တယ်အဲ့ဒီအခြေကစားလို့သူကအကောင်းဆုံးဖြစ်လာတော့တာပါပဲကျွန်တော်နဲ့ပထမဆုံးရဒီမှာပဲဘောလုံးဒီရောစုပါရခဲ့တယ်စုဖက်လာအားလုံးဒီဘက်ကိုကျွန်တော်တို့ရယူနိုင်ခဲ့တယ်အပြအလှန်ယုံကြည်မှုရှိခဲ့ပြီးတော့မက်ဆီကကမ္ဘာနံပါတ်1ဖြစ်လာခဲ့တာပါပဲ Number 5ချီလီနီတစ်ခေတ်တစ်ခါကဒေးဒေးကျဲဘိုးခံစစ်မှုဖြစ်တဲ့ချီလီနီကလီယိုနယ်မက်ဆီရဲ့အကြောင်းကိုဒီလိုပဲပြပြလာခဲ့ပါတယ်ပထမအကြိမ်ဖြစ်မက်ဆီနဲ့ရင်ဆိုင်ရမယ့်ပွဲမှာတခင်မှာချီလီနီကကျွန်တော်ကိုပြောခဲ့ဖူးတာကိုတတိယမိတယ်ငါသူ့ဗီဒီယိုတွေအကုန်လုံးကိုကြည့်ပြီးသွားပြီစစ်မဲ့ဘူးနဲ့သူ့ကိုငါတားဆီးနေတဲ့ပွဲပြီးမှတော့ကျွန်တော်စီကိုချီလီနီရောက်လာပြီးတော့မြေလုံးတွေကလည်းပြူလို့ငါကောင်ရေးအဲ့ဒီဘဲကမင်းဘာလို့မလဲဆိုတာကိုစဉ်းစားနေတော့မှပဲမင်းစစ်ကိုသူကဖားနိုင်နေပြီလို့ပြောပါလေရောလီယိုနယ်မက်ဆီနဲ့အခြေထုံချီဆိုင်ခဲရရင်တော့မှသူကခမရကိုအားအသိအောင်လုပ်နိုင်ပါလိမ့်မယ်သူကစစ်တူးရင်သမားတူလိုမျိုးပဲပွဲစားတာနဲ့ဘက်ကွက်ကိုခမရရွှေ့မလဲဆိုတာကသူကသိနေပြီးပြီကျွန်တော်တို့ဘာလို့မလဲဆိုတာကိုသူကတွေးပြီးသူ့ရဲ့ဥတီရကိုပြောင်းလိုက်တယ်သူများနဲ့မတူညီတဲ့ရှူတော့မျိုးကနေကြီးနေတယ်ကျွန်တော်တို့ဘာကိုတင်ကြခဲ့ရလဲဆိုတော့မင်းကကမ္ဘာအကောင်ဆုံးနောက်ခံလူဖြစ်နေတယ်ဒါပေမဲ့လီယိုနယ်မက်ဆီနဲ့ရင်ဆိုင်ရပြီဆိုရင်တော့မိုင်းမောင်ကျတော့တာပါပဲနံပါတ်6နေမာမက်ဆီသာပါနတီတွေကခဲရင်အခုလို့ဆိုဂိုးတထောင်ပြီးနေပြီဗျပါနတီတွေမကန်ခဲတဲ့မက်ဆီရဲ့အကြောင်းကိုဖွင့်ရလာခဲ့တဲ့နေမာရဲ့ပြောစကား PSG မှာတော့ကပါနတီတွေကိုမက်ဆီကိုကံမလားလို့မေးကြည့်ခဲ့ဖူးပါတယ်ဒါပေမဲ့မက်ဆီကဒီအတွက်ငါဒီကိုလာခဲ့တာမဟုတ်ဘူးနေမာကိုမင်းဘက်ကပါမင်းမကချင်ရင်လည်းအဘဘကိုပေးကန်လေးပါလို့ပြန်ဖြစ်ခဲ့ပါတယ်မက်ဆီကအမြဲတမ်းအေးဆေးပဲနေတတ်တယ်ဘာကိစ္စမှဆိုအငင်းခုံမလို့တတ်ဘူးသူသာပါနတီတွေကိုကချင်တယ်ဆိုရင်ဂိုးတထောင်လောက်ကပြည့်နေလောက်ပြီပေါ့ဗျဒါပေမဲ့မက်ဆီကကိုယ့်ရဲ့ဂိုးထဲအသင်းရဲ့အောင်မြင်မှုကိုပို့ချပေးတတ်သူပါဒါကြောင့်ပဲသူကကမ္ဘာဘောလုံးသမိုင်းတဲ့ရှုံးမှာစုအများဆုံးရယူထားနိုင်တဲ့ကစားသမားဖြစ်လာပြီးဂိုးလို့လူအများကခေါ်ကြတဲ့အဆင့်ထိကိုရောက်လာတာပါနံပါတ်11မာတီနက်အာဂျင်တီးနားအသင်းရဲ့ဂိုးသမားမာတီနက်ကလီယိုနယ်မက်ဆီရဲ့အကြောင်းကိုဒီလိုပဲပြလာခဲ့ပါတယ်လီယိုနယ်မက်ဆီကစကားပြောလာပြီးဆိုရင်အသင်းဖော်တွေအပါဝင်ကျွန်တော်တို့မှကြောချမ်းသွားတယ်ဒါကိုအင်တာဗျူးနေတဲ့လူကဟုတ်လားကဘာနဲ့တော့တူနေလဲဒါကိုမာတီနက်ကသူစကားပြောရင်အားလုံးပါစားပေးရလားနောက်ထောင်နေရလားလူတိုင်းကပါစားပေးသွားရောလူတွေပါစားစီထားပြီးဘာမှမပြောရကြဘူးမင်းပါသာအသင်းရဲ့မန်နေဂျာပဲဖြစ်ဖြစ်အာဂျင်တီးနားတမန်တော်ပဲဖြစ်ဖြစ်အားလုံးအကုန်ညီပဲနောက်ပြီးဒီလိုမျိုးညီပြီးသူစကားပြောနေတာကိုနောက်ထောင်နေတာကကြောင်ရုံလုံးမဟုတ်ပါဘူးသူပြောလာတဲ့စကားလုံးချစ်စီတိုင်းကိုကစားသမားတယောက်ချစ်စီတိုင်းကလေးစားလို့ပါဒါကဂိုးတယောက်ရဲ့လှမ်းမှုပါပဲဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာဆိုတော့နောက်ဗီဒီယိုမှာဆက်တွေ့ကြတာပေါ့ See you over